အတိုးနဲ့ယူလာခဲ့ပြီးရည်ရွယ်ချက်နဲ့ရှိသမျှလေးပေါင်းကလာမိလို့အမှားကြီးမာပြီးထိုင်ရောက်မှဒုက္ခတွေကြုံဆက်ယုံများစွာပိတ်ထားလျက်ပါပတ်စပို့တွေပြန်လောက်ရမတန်မဆာစည်းနဲ့အလုံးကမကောင်းပါစို့လုံအားကပတ်စပို့အတွက်နဲ့တပြားတစ်ချက်မှမစုမိနိုင်မှာအိမ်ဖို့အတွက်မတွေးရနိုင်